ပိုင်ဆိုင်ခဲ့တဲ့ရတနာတွေအားလုံးကိုနေရာတစ်ခုမှာဖွက်ထားခဲ့ရလို့ကြေညာခဲ့ပါတယ်။အဲစကားကြောင့်ပဲချမ်းသာခြင်းနဲ့လူပေါင်းများစွာကရတနာတွေကိုရှာဖို့အတွက် Grand Line တွေကိုထွက်လာကြတဲ့ကြောင့်ကမ္ဘာပေါ်မှာပင်လယ်သမားတွေကြီးစိုးတဲ့ခေတ်ကိုရောက်လာခဲ့တာဖြစ်ပါတယ်။ခရီးသက်တင်အပျော်စီးသင်္ဘောကြီးတစ်စီးရဲ့ဘေးမှာတစ်သားစီပိုင်းတစ်ခုမျောလာတာကိုတွေ့လိုက်ကြတဲ့အတွက်သင်္ဘောသားတွေလည်းကုန်းမက်ပေါ်ကိုဆွဲတင်လိုက်ကြတဲ့အချိန်သူတို့နောက်ကိုပင်လယ်သမားသင်္ဘောတစ်စီးလိုက်လာတာကိုတွေ့လိုက်ရပါတယ်။ပင်လယ်သမားသင်္ဘောဆိုတဲ့အတန်ကြားရတဲ့လူတွေအားလုံးကကြောက်ရွံ့ထိတ်လန့်ကုန်ကြပေမဲ့သပင်လိမ်မော်ရောင်တဲ့ကောင်မလေးတယောက်ကတော့ထူးဆန်းစွာတည်ငြိမ်နေပြီးတစ်ဖက်ကတိုက်ခိုက်နေတဲ့သူတွေကလည်းအရှိပင်လယ်တစ်ခွင်မှာအချောဆုံးအလှဆုံးဆိုတဲ့ခေါင်းဆောင်အေဗီဒါရဲ့ပင်လယ်သမားသင်္ဘောဖြစ်ပါတယ်။သူတို့ရဲ့တိုက်ခိုက်မှုကြောင့်စီပိုင်းကတင်မောဝမ်းနဲ့ရောက်သွားခဲ့ပြီးအေဗီဒါရဲ့အဖွဲ့ကလည်းအပျော်စီးလေးပေါ်ခြိတက်သွားတဲ့အချိန်တင်မောသားတွေရဲ့ခိုင်ဘက်ဖြစ်တဲ့လူကောင်သေးသေးနဲ့ခုတ်ပြီးရလဲအေဗီဒါရဲ့ကောင်းမှုကြောင့်တစ်ဖက်လေးပေါ်ရောက်သွားခဲ့ပါတယ်။အပျော်စီးလေးပေါ်မှာပါသမျှတန်မိုးကြီးပစ္စည်းတွေအားလုံးကိုတင်းကျုပ်ယူနေကြတဲ့အချိန်ခုတ်ပြီးရလဲတစ်သားစီပိုင်းကိုတွေ့သွားခဲ့ပြီးအဲ့လိုအခွင့်ကောင်းကိုစောင့်နေတဲ့တခိုးမလေးကတော့အေဗီဒါရဲ့တင်မောပေါ်တက်သွားခဲ့ပါတယ်။ခုတ်ပြီးတွေ့လာတဲ့အရက်စီပိုင်းကိုလည်းကြံတဲ့ဓမြတွေကအနိုင်သိယူလိုက်ကြပြီးအထဲကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့သူတို့ထင်တယ်လို့ဝိုင်းနေမဟုတ်ပဲကောက်ရုပ်အထုပ်နဲ့ကောင်လေးတယောက်ဖြစ်နေခဲ့ပါတယ်။စီပိုင်းထဲမှာအိပ်ပျော်နေတဲ့ကောင်လေးကပင်လယ်ဓမြတွေကိုတော့ရှိရလို့မထင်ပဲဗိုက်ဆာရလို့ဇက်တိုက်ပြောနေပြီးသူ့ကိုရန်ရှာတဲ့ကောင်လေးကိုပါအေးအေးဆေးဆေးတင်ညာပြပေးလိုက်ပါတယ်။ဟောင်းနှမ်းနေရဲ့ကောက်ရုပ်အထုပ်ဆောင်ထားပြီးမျက်နှာမှာအမာယုံနဲ့ကောင်လေးရဲ့နာမည်ကတော့ Monkey D. Luffy ဖြစ်ပါတယ်။ခုတ်ပြီးကတော့တင်းမောပေါ်မှာဓမြတွေအများကြီးပါလာတဲ့အတွက်အမြန်ဆုံးပြေးဖို့ပြောပေမဲ့လူဖီကဂီယူမဆိုင်ပဲအစားအသောက်ကိုအငမ်းမရစားနေပြီးသူ့ရဲ့လေကရေဝဲထဲမှာမြုပ်သွားတဲ့အတွက်နောက်တစ်စီးထက်ရှာရမယ့်အကြောင်းပြောပါတယ်။တကယ်တော့ခုတ်ပြီးကလည်းအေဗီဒါရဲ့တင်မောသားမဟုတ်ပဲတနေ့မှာသူ့ငါးမြထွက်ချင်လို့စီးလာတဲ့လေကကန်ဆိုပြီးပင်လယ်သမားတွေပိုင်တာဖြစ်နေတဲ့အတွက်ဒီတင်မောပေါ်မှာ2နှစ်လောက်သူတို့ရဲ့ခိုင်ဘက်အဖြစ်ရှင်သန်နေရတာဖြစ်တဲ့အကြောင်းပြပြလိုက်ပါတယ်။အေဗီဒါဆိုတာအရင်ဆိုးသွမ်းတဲ့ပင်လယ်သမားမကြီးဖြစ်လို့ထွက်ပြေးဖို့လည်းမစင်စားရတဲ့အကြောင်းပြောပေမဲ့အပူပင်မရှိတဲ့လူဖီကတော့ဂယူးမဆိုင်ပဲတစ်ဖက်ကကောင်မလေးကလည်းဓမြတွေစီရတော့မကြောက်မလန့်နဲ့ပြန်ခိုးနေရဖြစ်ပါတယ်။လူဖီကိုတွေ့ခဲ့တဲ့တင်မောသားတွေကကြောက်ကြောက်လန့်လန့်နဲ့တွားပြောကြပေမဲ့အေဗီဒါရဲ့တင်မောစာမိသွားခဲ့ပြီးခုတ်ပြီးကလည်းသူ့သားဒီကနေထွက်ပြေးလို့ရမယ်ဆိုရင်သူလှုပ်ချင်တာတစ်ခုရှိတဲ့အကြောင်းပြပြလိုက်ပါတယ်။လူဖီပင်လယ်ထဲကိုထွက်လာရတဲ့အကြောင်းရင်းကတော့ပင်လယ်ဓမြဘရင်ဖြစ်ချင်လို့ဖြစ်ပြီးအခုထိအဖွဲ့သားတယောက်မှမရသေးတဲ့ပြင်အဲ့လိုဖြစ်နိုင်မှုဆိုရင်ချမ်းသာမှုကြော်ကြားမှုနဲ့အာဏာရှိမှုကိုပေးစွမ်းနိုင်တဲ့ One Piece ရတနာကိုရမှဖြစ်နိုင်တဲ့အကြောင်းခိုပီကပြလိုက်ပါတယ်။တကဘာလုံးကထိတ်သီးပင်လယ်ဓမြတွေအားလုံးက One Piece ကိုလိုက်ရှာနေကြတာဖြစ်လို့လူဖီလိုပြောင်ဆက်ဆက်ငချိုလေးကလုံးဝထိတ်ဆုံးအောင်ရောက်မှာမဟုတ်ဘူးလို့ခိုပီကညင်းမိမယ်။လူဖီကတော့သူ့အနေနဲ့ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတာကိုဂရုစိုက်နေမှာမဟုတ်ပဲသူ့လှုပ်ချင်လို့ကိုလှုပ်တာဖြစ်တဲ့အကြောင်းနဲ့သူ့ရဲ့ဆုံးဖြတ်ချက်အတွက်တရားမယ်ဆိုရင်တော့တိုက်ခိုက်သွားမှာဖြစ်တဲ့အကြောင်းပြလိုက်ပါတယ်။သူတခါမှမတွေ့ခဲ့ဘူးတဲ့စကားကိုကြားလိုက်ရတဲ့ခိုပီကလည်းကိုယ့်ရဲ့အိမ်မက်အတွက်အသက်ဆုံးပြီးအကောင့်တွေဖော်ရမယ်ဆိုတဲ့လူဖီရဲ့စကားကြောင့်ဒီတင်မောကနေရအောင်ထွက်ပြေးမယ်ရေတက်ထဲကိုဝင်မယ်ပင်လယ်သမားတွေကိုလိုက်ဖမ်းမယ်ဆိုတဲ့သူဖြစ်ချင်တဲ့အိမ်မက်ကိုလက်မလျှော့ပဲအကောင့်တွေဖော်ဖို့ဆုံးဖြတ်လိုက်ပါတယ်အေဗီဒါကဖမ်းမယ်လို့ကြွေးကြော်နေတော့ East Blue ရဲ့အချောဆုံးပင်လယ်သမားအေဗီဒါကရောက်လာခဲ့ပြီးအစကတော့လူဖီကိုကျေးစားပင်လယ်သမားမဟုတ်ဆိုဇိုလိုလို့ထင်ခဲ့ပေမဲ့ဟုတ်မနေတဲ့အပြင်ညောင်မာတာကရုပ်စိုးစိုးနဲ့ဖတ်တီးမလို့ပါထခေါ်လိုက်ပါတယ်ဘသူမှသူ့ကိုအဲ့လိုမပြောရခဲ့တဲ့အေဗီဒါလည်းစိတ်ဆိုးဆိုးနဲ့ထတောင်းညမ်းမိမယ်လူဖီကဂယူးဆိုင်မနေပဲအကုန်လုံးကိုမျက်ခွက်အပြဲသားနဲ့ပြန်စုံနေရဲ့ပြင်ရုပ်တရက်သူ့ရဲ့လက်ကရှေ့ထွက်လာပြီးဂေါမူနို rocket ဆိုတဲ့တိုက်ကွက်နဲ့အားလုံးကိုအမှောက်သိပ်ပစ်လိုက်ပါတယ်လူဖီကသူ့ကိုယ်သူရာဘာလူသားလို့ပါပြောနေရကြောင်းတော်ရုံလူတွေမမြင်ဘူးတဲ့နတ်ဆိုးတစ်တီဆိုတာတကယ်ရှိမှအကုန်လုံးကသိလိုက်ရပြီးသူ့ကိုယ်သူပင်လယ်သမားလို့မိတ်ဆက်နေအောင်အေဗီဒါရဲ့တင်မောဘဝရတနာတွေကတော့အခိုးခံလိုက်ရပြီဖြစ်ပါတယ်ခိုပီကအေဗီဒါရဲ့ဒေါသကိုသိလို့အချိန်ရှိတုန်းပြေးခိုင်းနေရင်ပဲလူဖီရဲ့အိမ်မက်အကြောင်းကိုပြန်သတိရသွားတဲ့ကြောင့်သူ့အရင်ကြောက်ပါတယ်ဆိုတဲ့အေဗီဒါကိုရုပ်အဆိုးဆုံးဖတ်တီးမလို့တတိရှိရှိအော်ပြောလိုက်ပါတယ်သူကရေတက်ထဲကိုဝင်ပြီးရင်အေဗီဒါလိုပင်လယ်သမားတွေအားလုံးကိုပါရအောင်လိုက်ဖမ်းမယ်လို့ထပ်ပြောလိုက်တဲ့အတွက်တင်မောက်စာမီးတော့မဲ့အချိန်မှာရာဘာလူသားလူဖီကခေါင်းနဲ့ဝင်ခံလိုက်ပါတယ်ရာဘာဖြစ်နေတဲ့အတွက်လုံးဝနာကျင်မှုမရှိပဲဂေါမူနိုပစ္စတိုဆိုတဲ့ရာဘာလက်တီတစ်ချက်နဲ့ပါအဆုံးသတ်ပေးလိုက်တာကြောင့်အရှိပင်လေရဲ့ကြမ်းတမ်းလာတဲ့ပင်လယ်သမားမကြီးအေဗီဒါလည်းအဝေးကိုလွင့်သွားခဲ့ပါတယ်ကျန်တဲ့ကောင်တွေကိုပါခိုပီအတွက်လှေတစည်းချက်ချင်းပေးဖို့လူဖီကအမိန်ပေးလိုက်ပြီးအဲ့အချိန်မှာအနားကိုရေတက်တင်မောတွေရောက်လာတာကြောင့်အခုအချိန်မှာပင်လယ်သမားအဖွဲ့ဝင်ဖြစ်နေတဲ့ခိုပီကလည်းလူဖီနဲ့အတူပြေးလာခဲ့လိုက်ရပါတယ်One Piece ကိုရဖို့ဆိုရင်ပင်လယ်သမားတင်းချိုင်းလို့တင်စားကြတဲ့ Grand Line ကိုကြော်ဖြတ်ရအောင်မှဖြစ်လို့လူဖီအနေနဲ့တယောက်တည်းသွားလို့မရပဲတကယ်တော်တဲ့အဖွဲ့ဝင်တွေကိုလိုအပ်အောင်မှဖြစ်ပါတယ်အဲအကြောင်းပဲအရန်တော်တယ်လို့သတင်းကြားထားတဲ့ကျေးစားပင်လယ်သမားမဟုတ်ဆိုဇိုရိုကိုသူ့ဖွဲ့တဲ့ခေါ်ဖို့ဆုံးဖြတ်လိုက်ပြီးရေတက်စခန်းတစ်ခုမှာအဖမ်းခံနေရတဲ့ဇိုရိုစီကိုထွက်လာခဲ့လိုက်ကြပါတယ်အရှိပင်လေရဲ့နာမည်ကြီးကျေးစားမဟုတ်ဆိုရိုနိုဝါဆိုရိုဆိုတာကသွေးဆနေတဲ့မိစ္ဆာတကောင်လို့ဓမြတွေကိုအပိုင်းပိုင်းလှိပစ်တဲ့မကောင်းဆိုးရလို့ကြော်ကြားတဲ့သူဖြစ်တဲ့အတွက်ခိုပီကတော့လက်နေပြီမဲ့ဇိုရိုသာလူကောင်းတယောက်ဆိုရင်အဖွဲ့ဝင်ဖြစ်ရအောင်ခေါ်မှဖြစ်တဲ့အကြောင်းလူဖီကဖျက်ပြလိုက်ပါတယ်လူတွေကတော့ဇိုရိုဆိုတဲ့နာမည်ကိုကြားရုံနဲ့လက်နေကြတဲ့ပြင်ဒီရေတက်စကန်ရဲ့ကပတိန်မော်ဂန်ဆိုတဲ့သူကိုပါကြောက်နေကြတာကိုတွေ့လိုက်ရပါတယ်လူဖီကတော့ထုံးစံအတိုင်းဘာတစ်ခုမှခေါင်းနဲ့ထည့်မနေပဲပင်လယ်သမားမဟုတ်ဆိုရိုနိုဝါဆိုရိုကိုဖမ်းထားတဲ့နေရာစီရောက်လာခဲ့ပြီးသူ့ကိုသာလှုပ်ပေးလိုက်ရင်လူဖီလိုပင်လယ်သမားကိုချက်ချင်းတက်ပစ်လိုက်မယ်လို့ခိုပီကတားပြီးမြညောင်မာတာကပြောလို့မရတာကြောင့်တိုင်ပတ်နေတဲ့အချိန်မှာဇိုရိုကသူတို့ကိုတွေ့သွားခဲ့ပါတယ် US နိုင်ငံ location ရတဲ့ဘယ် VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ရ